မင်္ဂလာရှိတဲ့ကောင်းမြတ်သောနေ့လေးဖြစ်ပါစေလို့ဥစွာပထမတောင်းစုပြုမေတ္တာပို့လိုက်ပါတယ်။ဦးဇင်းယခုရွတ်ဖတ်ပူဇော်မယ်မောရတုတ်ပြည်တရားတော်မြတ်ကိုဓမ္မမေဆွေဆွေတော်မျိုးတော်များအားလုံးခုနှစ်ရသာနမိသားစုများအားလုံးရိုးရိုးသေးသေးယုံယုံကြည်ကြည်လေးလေးစားစားဖြင့်ကြီးညိုပွားများရွတ်ဖတ်ပူဇော်ကြပါကုန်။မောရတုတ်ပြည်တရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်တရစေခြင်းအပြင်မင်းဘေးစတဲ့ဘေးမျိုးမျိုးကနေပြီးတော့ကင်ဝေးစေနိုင်ပါတယ်။ဒါကြောင့်မို့မောရတုတ်ပြည်တရားတော်မြတ်ကိုဓမ္မမိတ်ဆွေတော်မျိုးတော်များအားလုံးရိုးရိုးသေးသေးယုံယုံကြည်ကြည်ဖြင့်ရွတ်ဖတ်ပူဇော်တရစေနာယူကြပါကုန်။နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတောနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတောနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတောဘောရိနံဘောရိဓမ္မရိနိဗ္ဗဓမ္မောရယောနိယံယေနတံဝိဒါရဂမတတဝနိစရစေရတဝါယမန္တပိနိဝတဂိန္တိဂဏိတုံယမမန္တပိယဂတံပရိဒံဓမ္မနာမဟေဥဒေတယံဇဂုမဧကရာဇာဟရိတဟောနောပထဝိပဘာတောဒါနနမတမိဟရိတဟောနံပထဝိပဘာဒံဒေဇာဂောဒဝိဟရိမုဒိဝတံယေဗျမနာဝိရကုတပဓမ္မေဒေမေနမောဒေသမံပါလယန္တုနမတုဗောဓနာနမတုဗောဓိယနမောဝိမု ddha နံနမောဝိမု ddhi ယဣမန္တောပရိဒံကတဝမောရောစရတိဧတနာအဘိဓယံဇဂုမဧကရာဇာဟရိတဟောနံပထဝိပဘာတောဒန္နနမတ္တာမိဟရိတဟောနံပထဝိပဘာဒံဒေဇာဂௌတဝိဟရိမုရတ္တိယေဗျမနာဝိရကုတပဓမ္မေဒေမေနမောဒေသမံပါလယန္တုနမတုဗောဓနာနမတုဗောဓိယနမောဝိမု ddha နံနမောဝိမု ddhi ယဣမန္တောပရိဒံကတဝမောရောဝါသမဂပယိမောရသုတ်တံနေတိဓမ္မဘေယဇယံတောဘောရိယမူလေသဇ္ဇနနန္တိဝဒနောဧဝမေဝဇယဟောတုဇယတုဇယမင်္ဂလိအပရာဇိတဗလင်္ကေတိတေပုထုဝိပုဂ္ဂလေအဝိသေကေသဗ္ဗဗုဒ္ဓနာအကပတောပမောဒတိသုနခတံသုမင်္ဂလံသုဘဗာရံသုဟောထိတံသုကနောသုမုဟုတ်တောသသူယိဋ္ဌံဗျမဇာရိတုဗရခိနံကာယကမံဝါစာကမံဗရခိနံမနောကမံပဏိတိတေဗရခိနေဗရခိနာနိကတဝနာလဗန္တတေဗရခိနိဒေယတလတသုခိတာဝိရုံလာဗုဒ္ဓသာသနေအာရောဂသုခိတာဟောထသာသဗ္ဗေညာတိပိဒေယတလတသုခိတာဝိရုံလာဗုဒ္ဓသာသနေအာရောဂသုခိတာဟောထသာသဗ္ဗေညာတိပိဒေယတလတသုခိတာဝိရုံလာဗုဒ္ဓသာသနေအာရောဂသုခိတာဟောထသဟတဗ္ဗေညာတိပိမောရတုတ်ပြည်တရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်တရစေနာယူကြကုန်တော်ဓမ္မမိတ်ဆွေတော်မျိုးတော်များအပေါင်းတို့ခொနည်းသာသမီမိသားစုအပေါင်းသူတော်ကောင်းတို့သည်မောရတုတ်ပြည်တရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်တရစေရသောအကျိုးအကြောင်းမင်းဘေးစသောဘေးရန်အပေါင်းဘေးမျိုးမျိုးမှကင်းစင်ပပျောက်လွတ်ကင်းကြပါစေကုန်သတည်းသာဓုသာဓုသာဓု